ယာပေါ်မှာအလုံးမလုံးတဲ့နဲ့အကြောင်းအရင်ခုဆိုရင်တော်တော်များများကအိမ်ကနေပဲအလုံးလုံးလာကြတဲ့အခါတအိမ်လုံးကကိုယ့်ရဲ့လုပ်ငန်းခွင်ရုံးခန်းဖြစ်လာပါတယ်အလုပ်ဆိုတာကလည်းတက်တောင့်တက်တာဖြစ်တဲ့နေရာမှာဆိုပို့ပြီးလှုပ်ချင်စိတ်ဖြစ်တဲ့အတွက်အိမ်မှာဆိုရင်အိယာတို့ဆိုဖာတို့ကမျက်စိကျစရာပါအစပိုင်းမှာတော့စပွဲနဲ့ခုံနဲ့လောက်ကောင်လောက်ကြပေမဲ့နောက်ကျတော့ laptop ကအိယာနာရောက်လာတစ်စက်တက်ပြီးအိယာပေါ်ရောက်လာတော့တာပါပဲလှဲပြီးခေါင်းလေးတွေမှီပြီးအလုံးလုံးရတဲ့အခွင့်အရေးကိုရုံးမှမရနိုင်ပဲလေဒီလိုမျိုးအိယာပေါ်မှာဆိုဖာပေါ်မှာအလုံးလုံးတာကဇိမ်ကြတယ်ဆိုပေမဲ့တကယ်ကျမကြီးအတွက်တော့တိတ်မကောင်းလာပါဘူး။ဘာကြောင့်လဲဆိုတာကြည့်ရအောင်အိယာပေါ်မှာအလုံးမလုံးတဲ့နဲ့အကြောင်းရင်ကိုနေဟန်ထားမမှန်ဘူး။တိတဲ့အတိုင်းအိယာပေါ်ဆိုဖာပေါ်ရောက်သွားပြီဆိုရင်တခုခုကိုမိနေရမှာနောက်ကဂရင်ပေါင်းဒါမှမဟုတ်နံရံကိုမိခက်လျှော့လျှော့လေးထိုင်ခေါင်းအုံးလေးပေါ်စည်ရင်စာအုပ် laptop လေးတင်ပြီးအလုပ်လုပ်ရတာတကယ်လဲစိတ်ကြပါတယ်ပြဿနာကညနေဆောင်လို့ရုံးဆင်းပြီးနားမယ်ဆိုပြီးထားလိုက်တာနဲ့ခါရဲကမျက်ကနေနာတာလက်ပြင်းတွေငုတ်တာစက်ကြော်တွေတက်တာစတာတွေကိုတစ်ခုပြီးတစ်ခုခံစားရတာပါတနေ့ကိုပုံစံမမှန်ပဲထိုင်ခဲ့မိတဲ့ရလက်တွေပေါ့အဲ့ချိန်ထိကြိုက်တာအိတ်ဆက်ခြင်းနဲ့ပတ်သက်တဲ့ကျွမ်းကျင်ပညာရှင်တွေကအလုပ်ကိုအိယာထဲမှာမလုပ်ဖို့အလုပ်ခန်းနဲ့အိတ်ခန်းခွဲထားဖို့အကြံပေးလေးရှိပါတယ်။အိယာထဲမှာအလုပ်လုပ်တာကြာလာတဲ့အခါအလုပ်နဲ့အိယာမကွဲတော့ပဲအိယာမြင်တိုင်းအလုပ်အကြောင်းစဉ်းစားမိလို့ပါပဲ။ညအိတ်တဲ့အချိန်ထိတောင်အလုပ်ကိုလက်မလွတ်နိုင်တာမျိုးဖြစ်တတ်ပါတယ်။အလုပ်မပြီးတာဒါကတော့အပေါ်ကားနဲ့ပြောင်းမြန်ပါအိယာကတက်တောင့်တက်တာဖြစ်လွန်တဲ့အတွက်အလုံးလို့ရင်အိတ်ငိုက်နိုင်တယ်လို့ပြင်းတာလေးလက်ထိုင်းမိုင်းတာစတာတွေလည်းဖြစ်နိုင်ပါတယ်ဒီတော့အလုပ်ပြီးဖို့အချိန်ပိုယူရပါတယ်တန့်ရှင်းမှုမရှိတာအိယာဆိုတာတစ်နေ့၈နာရီလောက်နေရတဲ့နေရာမို့လို့တက်ရှင်းရှင်းထားတတ်ပါတယ်။ laptop ဖုန်းစိမ်းစာအုပ်တခါတလေမုံတွေကိုပါအိယာတွေကိုယူလာတာကအိယာကိုညစ်ပတ်စေပါတယ်။ပြီးရင်ညကြတော့လေဒီနေရာမှာပဲပြန်အိတ်မှာဆိုတော့နောက်ပိုင်းကျရင်အရေးပါပြဿနာတွေဖြစ်လာနိုင်ပါတယ်။ဒီတော့ဘယ်လိုလုပ်ကြမလဲ။အကောင်းဆုံးကတော့အိယာမှာအလုပ်လုပ်တာကိုရှောင်ဖို့ပါပဲ။အနည်းဆုံးတော့ဂရင်မော်ကဆင်းပြီးအောက်မှာတီးတန့်စပွဲခင်းပြီးလှုပ်တင်ပါတယ်အခန်းကျင်းလို့နေရာမကျဲဘူးကျမရဲ့အခြေအနေရဆိုရင်တော့အောက်ပါချက်တွေကိုလိုက်နာပါအောက်ခံတာအမားပေါ်မှာထိုင်ပါဆိုလိုတာကအောက်ကမှု့ရာကပျော့လေးလေးကိုကနစ်ဝင်လေးလေးကိုနေဟန်ထားမမှန်လေးပါပဲဒါကြောင့်မှု့ရာမှာဒါမှမဟုတ်မှု့ရာကိုဖယ်ပြီးဖျာပေါ်မှာထိုင်လို့တင်ပါတယ်ထိုင်တဲ့ပုံစံမှန်ပါစေအိယာပေါ်မှာလှဲဘိုက်ပေါ် laptop တင်ပြီးမမီမကန်အလုံးမလုံးပါနဲ့နောက်ကိုခက်ရှော့ရှော့မိပြီးလဲအလုံးမလုံးပါနဲ့ဒါတွေကညနေကျရင်ညောင်းညာကြိုက်ခဲတာကိုဖြစ်စေပါလိမ့်မယ်အိယာပေါ်မှာပုံစံမှန်မှန်ထိုင်ပါခြေစင်းထိုင်တာဖြစ်ဖြစ်တင်ပလင်းခွေထိုင်တာဖြစ်ဖြစ်ခါကိုမမတ်ထားပါနောက်ကိုတေချာမိပြီးလွတ်တဲ့နေရာကိုခေါင်းအောင်ဒါမှမဟုတ်စောင်းကောက်လေးခံထားပါခါကိုရှေ့ကိုင်ပြီးမထိုင်ပါနဲ့အိယာပေါ်မှာဇပွဲတစ်လုံးတင်ထားပါအလုံးလုံးမဲ့ laptop စီးစာအုပ်တွေကဇပွဲပေါ်တင်ပြီးလက်တကကွာလောက်မှထားပါခြေစင်းထိုင်မယ်ဆိုဒူးခောက်ခွက်အောက်မှာစောင်းလေးခုထားပါလှုပ်ရှားနေပါနိုင်ဝက်လောက်ကြာတိုင်းအိယာတွေကထားအကျော်ဆန့်ပေးပါထိုင်နေတဲ့ပုံစံကိုပြန်စစ်ပါခေါင်းအုံးတွေစောင်းတွေကိုနေရာတကြားပြန်ထားပါခါကိုအကျော်လျှော့တဲ့အနေနဲ့ကျန်းပြင်အမားပေါ်မှာခြေဆန်းလက်ဆန်းခဏလှဲပါအိယာထဲမှာပစ္စည်းတွေအများကြီးမထားပါနဲ့အိယာမညစ်ပတ်စေဖို့အလုံးနဲ့မဆိုင်တဲ့ပစ္စည်းတွေကိုအများကြီးမယူထားပါနဲ့အိယာခင်းကိုလည်းမကြာခဏလဲပေးပါအိယာပေါ်မှာအလုတ်လုတ်တဲ့အချိန်ကိုလျှော့ပါမနက်တစ်ပိုင်းကိုအလုတ်စပွဲမှာလှုပ်ပြီးနေ့လယ်ကိုအိယာပေါ်မှာလှုပ်တာဒါမှမဟုတ်အိယာပေါ်မှာတစ်နေ့3နာရီထက်ပိုမလှုပ်ဖို့သတ်မှတ်ထားတာစသဖြင့်စီကံလှုပ်ကြည့်ပါအိယာပေါ်မှာအလုတ်လုတ်တဲ့အချိန်ကိုတက်နိုင်သမျှလျှော့ကြည့်ပါနာကျင်ကြိုက်ခဲမှုတွေကိုလိလျူမရှုပါနဲ့ညနေအလုတ်သိမ်းအိယာပေါ်ကချလိုက်လို့
တကူလုံးနာကျင်ကြိုက်ခံနေပြီဆိုလစ်လျူမရှိပါနဲ့ဒီလိုဖြစ်လာခဲ့ရင်နောက်ရက်တွေမှာအိယာပေါ်မှာမလုတ်ဖဲအလုတ်စပွဲမှာကိုနေဟန်သားမှန်မှန်ပြန်ထိုင်ပါမကြာခဏအကျော်လျှော့ပေးပါရှင်နွေးအိတ်ကပ်ပေးပါပယုတ်အေးစသဖြင့်ရောက်ရမ်းနာကျင်မှုကိုတက်တာစေတဲ့လိမ့်စေးတွေဖြန်းစေးတွေသုံးပေးပါဒါတွေကတော့အိယာပေါ်မှာအလုံးမလုံးတဲ့အကြောင်းရင်းတွေပါပဲအိယာပေါ်မှာအလုံးလုံးနေမိသေးတယ်ဆိုရင်လည်းအပေါ်ကအချက်တွေကိုလိုက်နာဖို့မမေ့ပါနဲ့နော်ကျမရဲ့ဗဟုသုတတွေအမြဲတဆက်ပေးနေမှာမို့ channel လေးကို like and subscribe လေးလုပ်ထားပေးနော်